အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ brother တွေကိုဆော့ပြမှာတော့မဟုတ်တဲ့တွေကနေပြီးတော့ endless mode ကိုကျွန်တော်ရဲ့ border နဲ့အတူတူကျွန်တော်ဆော့မှာဖြစ်ပါတယ် okay ကြည့်လိုက်အောင်အဲ့ဒီမှာကျွန်တော်မေးခဲ့လို့ဗျာကျွန်တော် screen recording ရိုက်ဖို့ကျွန်တော်မေးသွားတယ်ဗျာမေးသွားလို့ကျွန်တော်ပြန်ရိုက်လိုက်ရတယ်အဲ့တော့ထုံးစံအတိုင်းပဲပထမဆုံးဘွဲဖြစ်တဲ့ CDN ကိုကျွန်တော်တို့မြန်စစံလေးပဲတက်လိုက်ပါတယ်အဲ့လိုတက်ပြီးတော့ကျွန်တော်တို့ဒီထုံးစံအတိုင်းပဲ creation နဲ့ပေါ့နော်ဒီမှာ creation ပေါ့ကျွန်တော်ရဲ့အုံနောက်ကဘာဖြစ်လဲဆိုတော့ recording ရိုက်ဖို့မေးပါဗျာရောဒီမှာ brain ကိုတက်လိုက်တယ်ဗျာဂျားထဲမှာ brain ကိုတက်လိုက်တော့မကြည့်နဲ့နော်ဘာလို့လဲ brain ကိုတက်လို့ရမှာပဲ brain ကတော့ brain ထိရလွယ်သေးနောက်ပိုင်းခက်တာတွေလာအောင်ပါနော်ဘယ်လိုဆိုဆော့မယ်ဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြဒီကြားထဲ round 16ရောက်ဖို့အတွက်ကိုအမှပညာရှိချောင်းတွေလောက်တယ်ဗျာအမှ round 16ကိုရောက်တော့ကျွန်တော်တို့ဘယ်လိုမျိုးဆော့လဲဆိုတာကျွန်တော်ပြောပြမယ်အမှ faster တက်လာတာကိုစောင့်နေကျွန်တော်သူ့ကိုတစ်ချက်ပြစ်တယ်သူ့ရဲ့ဒီ lightning ကိုစောင့်တယ်ပေါ့နော်ကျွန်တော်တို့ lightning တစ်ချက်ပြစ်တယ်နှစ်ချက်ပြစ်တယ်သုံးချက်ပြစ်တယ်အမှ alpha နေပြီးတော့ဝင်တယ်သူ့ရဲ့ faster extra က၄ချက်ကျဲတယ်ဗျာနှစ်ချက်ရှိပြီသုံးချက်ရှိပြီပေါ့နော်သုံးချက်နောက်ဆုံးတစ်ချက်၄ချက်ရလို့ရှိရင်ကျွန်တော်အပြင်ထွက်လာခဲ့တယ်အပြင်ထွက်ပြီးတော့သူ့ရဲ့ lightning ကိုရှောင်တယ်ပေါ့နော်သူက၅ချက်လာပြီပါနော် lightning က၃ချက်ပြစ်တယ်ဗျာ၃ချက်ပြစ်တာကျွန်တော်တို့ရှောင်တယ်ပြီးရင်ကျွန်တော်တို့အာဒီမင်းနဲ့ထပ်ဝင်တယ်ပြီးတော့သူ့ရဲ့ faster extra ကတစ်ချက်နှစ်ချက်သုံးချက်အားမှာပဲဖာစာကိုလွယ်လွယ်နဲ့ကျွန်တော်နိုင်သွားတယ်အဲ့တော့ဂျားထဲမှာကျွန်တော်ထုံးစံတိုင်းလောက်ရရှိရလောက်တယ်စားရရှိရစားတယ်နောက်ထပ် round 24ပေါ့နော် week 24ရောက်လာတော့ဘယ်လိုလဲဆိုတော့တူလဲဥရူရာလားဘယ်လိုခေါ်လဲအကောင်မအောင်ကြတော့သူအတက်တော့လွယ်တယ်ဗျာဒါပေမဲ့ကျွန်တော်ပို့စားသွားဗျာကျွန်တော်ပို့စားမှုကြောင့်ကျွန်တော်ရှော့ရတယ်မှာကျွန်တော်ထွက်မရတော့ဘောနော်ကျွန်တော်ထွက်မရတော့ကျွန်တော်ရှော့သွားတယ်ရှော့သွားကျွန်တော်ဘယ်လိုလဲကျွန်တော်ပြောတယ်ရောင်သားကြီးသူ့ရဲ့ဒီစကေးကိုရှောင်းဒီတယ်မလားအကောင်မကသူ့အနီးကက်ချကွာ alpha ဆိုလို့ရှိရင်အဲ့လိုမျိုးအနီးကက်ချရတာကွာသူအဲ့လို ultimate ကျလို့ရှိရင်သူ့အနောက်သွားမယ်သူစကေးတူပြစ်လို့ရှိရင်အဲ့လိုစကေးတူကသူနှစ်ဆင့်ရှိရကွာသူ့အနီးနားမှာနေစကေးတူပြစ်လို့ရှိရင်အဝေးမသွားနဲ့အနီးနားနေလို့ရှိရင်သူအဲ့လို ultimate ကျလို့ရှိရင်အနောက်ကိုနေမယ်အဲ့လိုလမ်းပြောနေပါအဲ့နဲ့ကျွန်တော်အသက်ပြန်ရှင်လာတယ်ပေါ့နော်ကျွန်တော်အသက်ပြန်ရှင်လာတော့ကျွန်တော်သူ့ကိုဘယ်လိုမျိုးဆော့ဆိုကျွန်တော်ပြမယ်ကျွန်တော်ဝင်တော့သူ့ရဲ့ ultimate ပြီးတော့ကျွန်တော်စောင့်နေပြီးတော့ကျွန်တော်ဝင်သွားလိုက်တယ်ပြီးလို့ရှိရင်သူဖြန်းတော့ဘာအဖြစ်ဘူးပြီးလို့ရှိရင်သူ့နောက်သွားတယ်ကျွန်တော်ထက်ချတယ်အဲ့လိုမျိုးပဲကျွန်တော်ဆော့တယ် okay သူဖြန်းတယ်ကျွန်တော်ဘာအဖြစ်ဘူးပြီးတော့သူ ultimate ကျွန်တော်ရှောင်တယ်ဒီဘောဒီကအချိန်10မိနစ်လောက်ဆွဲလာတာနဲ့သူ့တို့အလိုလိုတွေးရော့တယ်ကွာနောက်တော့ကျွန်တော်တို့ weight 30ရောက်လာတယ်ဗျာ weight 30ရောက်လာတော့ဘာကောင်းမှမသိဘူးဘာကောင်းမသိတော့ကျွန်တော် item တွေပြောင်းကြည့်တယ်ကျွန်တော်တငယ်ချင်းကျွန်တော်ပြောတယ်ဗျာဘယ်လိုလဲကျွန်တော်ပြောတယ်ရအောင်ဘာကောင်းလဲဆိုတာငါ့ကိုပြောလာလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီ TikTok မှာကျွန်တော်မြင်ဘူးလေဗျာဒီ ball နဲ့ green နဲ့ကိုalpha နဲ့ Valkyrie combo ပေါ့နော်အဲ့လိုတွေးချကြည့်မလို့လာတော့ဘာကောင်းလဲဆိုဖာစာကြီးဆိုတော့ထုံးစံတိုင်းပေါ့သူရဲ့ lightning 3ချက်ကိုရှောင်တယ်ပြီးလို့ရှိရင်ultimate နဲ့ faster extra တွေကိုတန်းဝင်တယ်တန်းဝင်ပြီးချတယ်ဗျာပြန်အရင်တော့လိုပဲကျွန်တော်တို့ရှောင်းတယ်ချတယ်အဲ့လိုနဲ့ပဲဒီကောင်ကြီးပြီးတော့ဗျာအမှကျွန်တော်တင်ဝင်ဖြစ်တယ်တင်ဝင်ဖြစ်တော့ကျွန်တော်ရှောင်းတယ်ရှော့သွားလိုက်တဲ့နီးတက်သွားချချပြီးရတယ်နဲ့ဘယ်လိုတကောင်မကြိုင်ဘယ်လိုတကောင်အချိန်ဆွဲရတယ်သူရဲ့ extra 5ချက်ကိုနော် extra 5ချက်ကိုရှောင်းတယ်လို့ရှိရင်လိုက်တဲ့နီးလာပြီးသားကြီးပြောတော့ဒီကောင်ရှောင်းတယ်အဲ့ဒါလည်း3ချက်ရှောင်းလို့ရှိရင်ဒီကောင်ပြန်ဝင်တယ်ပြန်ချတယ်အဲ့လိုနဲ့သူအချိန်ဆွဲရတာနဲ့ကျွန်တော်နေပြန်ပြီးတော့ထွက်လာတယ်ပေါ့နော်ဒီဗီဒီယိုကကျွန်တော်ရဲ့ဒါ first time video ပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကနေပြီးတော့ကျွန်တော်ဒီဗီဒီယိုကနေကျွန်တော် first time ကျွန်တော် run ပါကျွန်တော်ရဲ့ channel မှာကျွန်တော် gameplay တွေကအစားကျွန်တော်တနည်းတစ်ပုတ်တင်မယ်ပေါ့နော်ကျွန်တော်စိတ်ကူးပေါ်မှာတင်မှာမဟုတ်ဘူးကျွန်တော်တနည်းတစ်ပုတ်ကိုကျွန်တော်တင်မှာပါအဲ့လိုနဲ့ကျွန်တော် faster ကိုဝင်ချတယ်တိုက်ဝဲလိုက်တော့အေးဟုတ်ပြီဝဲလိုက်တော့ဒါပဲတိုင်းအဲ့နဲ့ faster ရှော့သွားတယ် okay ကျွန်တော်တို့ဒီ game နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြော်ညာတစ်ခုဝင်မယ်အဲ့ဒါကတော့ကျွန်တော်ကြော်ညာဝင်မှာပါကျွန်တော်က diamond နဲ့ရောက်ပါတယ်ကျွန်တော်အားပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Telegram channel ကိုကျွန်တော် description မှာကျွန်တော်ချပေးရပါမယ်
ကျွန်တော် Telegram channel ဟာဒီနေ့မှကျွန်တော်စဖွင့်တာပါအခုမှ subscriber ဘယ်နှစ်ယောက်လဲဆိုတော့9ယောက်ပါ9ယောက်ပဲရှိပါသေးတယ်ကျွန်တော်ဈေးတန်ဈေးမြန်နဲ့ကျွန်တော်ရောင်းပေးမှာပါပြီးတော့ကျွန်တော်ရဲ့ဒီဟောပါနော်ကျွန်တော် Telegram မှာအကုန်ရတယ်ပေါ့နော်ဘာရလဲဆိုတော့တော့ social media တွေလည်း boost လုပ်ရတယ်တခြားဒီ mobile media တို့ပတ်ကြည့်တော့ပဲမဟုတ်ပါဘူးတခြား game တွေနဲ့ကျွန်တော်ရပါတယ်ကျွန်တော်ဒီမှာ game အစုံရှိပါတယ်ကျွန်တော်ရောင်းပါတယ်ကျွန်တော်အကုန်ရောင်းပါတယ်ရောင်းရတာဆိုတော့ရောင်းပါတယ်ကျွန်တော်လူတွေမရောင်းတာပါအဲ့တော့ကျွန်တော်ရဲဖမ်းမှာဆိုလို့ပါကဲစပါအဲ့ကျွန်တော်စီမှာလာပြီးတော့အားပေးလို့ရပါတယ်ဗျာအဲ့တော့ကျွန်တော် game ကိုကျွန်တော်ရေးလိုက်ပါမယ်โอเคကျွန်တော်တို့စမ်းမဲ့ချိန်ရောက်ပြီပေါ့နော်ကျွန်တော်ဒီ week 36ပေါ့နော် week 36ဖားကောင်းလေဆိုတော့ကျွန်တော်တို့ TikTok တွေအကွာတိုင်းကျွန်တော်စမ်းမယ်စီပါကြီးထွက်လာတယ်စီပါကြီးထွက်လာတော့ဘယ်လိုလဲခေါ်တယ်စီပါကိုဆိုင်ကလောအိုင်းနာထိခေါ်တယ်ပေါ့နော်ဆိုင်ကလောအိုင်းထိခေါ်တော့ကျွန်တော်ရော့အင်းဟိုတကွာအဲ့ဒါနဲ့ကျွန်တော်ရဲ့ challenge ပေါ့နော်ကျွန်တော်ရဲ့ challenge အောင်မြင်ရတယ်အဲ့ဒါနဲ့ဘယ်လိုကမသိဘူးပေါ့နော်ဘယ်လိုလဲ model ဝယ်ရတယ်โอเคအဲ့ဒါနဲ့စီပါနဲ့ဒီ cream နဲ့ပေါ့နော် cream နဲ့ပြီးချတယ်တော့သူတို့ကတော့ရံဖြစ်လေးစီနောက်နဲ့မဆိုင်ဘူးငါတို့လိမ့်ရှင်းမယ်ဆိုပြီးဒီကောင်ဒီပြချတယ်နော်နောက်ဆို short ရလိမ့်မယ်ဟုတ်တယ်မလားကျွန်တော်တကယ်ချင်းနောက်ကောင်ကျတော့ဒီကောင်ဟာနဘီကန်ဒီကောင်ဘာလို့ဆိုတော့အများဆုံးလောက်ရတော့ဟာနဘီကလိမ့်ရှင်းနေမှာဒါအမြင်လိမ့်ရှင်းနေမှာဒါအမြင်တော့ကောင်တိတ်ပြီးထွေးလောက်ကြမရှိပါဘူးကောင်လိမ့်ရှင်းမယ်ဒီမှာကျွန်တော်နဲ့ဘယ်လိုရင်းတွေကကွန်ဘိုလုပ်မယ်ဒီကောင်လိမ့်ရှင်းမယ်တော့ပဲလိမ့်သုံးလေးလုံးပတ်ရှင်တယ်ကွာလို့ရှိရင်သူကအတက်စပီလည်းမြန်တယ်ဒီမြန်ဒီဖက်လက်ဆက်လာတော့ကွာမြန်တယ်ပြေးတာသွားတာလည်းဒါအမြန်အဲ့နဲ့စီပါထွက်လာတော့မှဒါအဲ့ဆိုနောက်တော့ကန်ကောင်းနေတယ်ကွာစီပါဟိုမှာနောက်ထပ် create ကောင်ထွက်လာတယ်သူနောက်ထပ် create စီထပ်သွားတော့ကျွန်တော်တို့တက်စရာမလိုတော့ဘူးကွာစီပါတော့ထပ်ချနေအောင်ကျွန်တော်ပျော်ပြီးတော့ကျွန်တော်ဘာမလုပ်တော့မနဲ့နောက်ထပ် way တွေကျွန်တော်ဆောင်းနေတော့တယ်အဲ့လိုမျိုးစက်ကြည့်နေပေါင်းကျွန်တော်ဗီဒီယိုလေးအဲ့ဒါကျွန်တော်တို့ဒီ weight 42ရောက်လာတယ် weight 42ရောက်လာတော့ဘာကောင်ထွက်လာမယ်ဆိုတော့ကျွန်တော်စောင့်တယ်ကျွန်တော်စောင့်နေတော့ဒီ saver တော့လှုပ်တဲ့အတိုင်းပဲကျွန်တော်လှုပ်တယ်ပေါ့နော်အဲ့ဒါထွက်လာတဲ့ကောင်ကဘာလဲဆိုတော့ဘိန်းပေါ့နော်ဘိန်းထွက်လာတယ်ဘိန်းထွက်လာတော့ကျွန်တော်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့ဒီသူ့ရဲ့ငမန်းပေါ့နော်အဓိကငမန်းအဲ့ဒီငမန်းအဲ့ဒါကျွန်တော်မှားပါတယ်မှားတော့ကျွန်တော် screen record ရိုက်ဖို့မိသွားပြီကွာမေးအဲ့ဒါကျွန်တော်ဒီထုံးစံတိုင်းလုံးတဲ့တိုင်းပေါ့နော်သူစံကလုံးခေါ်လာတယ်ပြီးလို့ရှိရင်ဒီလိုပဲထိုးလိုက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တော့ကျွန်တော်ဘောဒီရိုက်ဖို့မိသွားတယ်မိတော့ကျွန်တော်ဒီ weight ကိုကျွန်တော်ဆက်ရှင်းလိုက်ပါတယ်နောက်တော့ကျွန်တော်တို့ဒီ weight 48ရောက်ပြီပေါ့နော် weight 48ရောက်တော့ဘာကောင်ထွက်လာဆိုတော့တာမှုပေါ့နော်တာမှုထွက်လာတယ်တာမှုထွက်လာတော့ဒီကောင်ကတော့ခေါ်တယ်တာမှုစံကလောင်းနဲ့ခေါ်တယ်ဒါနဲ့ကျွန်တော်ရောအင်းအမတကွာလေအဲ့နဲ့အဲ့လိုမျိုးလုပ်ပြီးတော့ကျွန်တော်ကဒီလောလိုပါသွားတယ်ပေါ့နော်လောလိုပါသွားတော့ဟိုခရီးကခရီးတွေ sorry အဲ့ဘက်ကအစိုးရတီးပါတယ်ပေါ့နော်အစိုးရတီးပါတော့ဟောက်တာကြီးသွားတော့ငါအဲ့ဒီကောင်ထိန်းထားလိုက်မယ်ဆိုတော့ဟိုကလိမ့်မတရှင်းလိုက်တယ်လိမ့်မတရှင်းတော့အမှခရီးတေသွားတော့ကျွန်တော်ဒီကောင်ကျွန်တော်ထိန်းမယ်ကျွန်တော်ဘယ်လိုထိန်းမလဲဆိုကျွန်တော်ပြမယ်အမှသူ့နာနေကျွန်တော်ပတ်ပြေးတယ်လို့ရှိရင်ကျွန်တော်တွေးကောင်းကိုင်းကြလို့ရှိရင်ကျွန်တော်တစ်ချုပ်ဝိုင်းတယ်ပြီးလို့ရှိရင်စကေး1ထိုးတယ်အဲ့လိုနဲ့ပဲကျွန်တော်ပတ်ပြေးနေတာပေါ့နော်အမှကြည့်လိုက်ပါကျွန်တော်စောပုံစောနေကျွန်တော်စကေးကိုအလီကျွန်တော်သူ့အာဒီမိတ်နဲ့မထိုးဘူးသူ့နာလည်းမသွားဘူးဒီလည်းပတ်ပြေးနေပေါ့နော်လွတ်သွားတဲ့ကောင်တွေကျွန်တော်ဟာနဘီကနေပြီးတော့တတ်တယ်ပေါ့နော်ဒီခရီးတွေပါတွေကတော့ဟာနဘီပဲတတ်လိုက်တယ်အဲကြောင့်ကျွန်တော်တို့ဒီကွန်ဘိုက Valerie ရယ် Alpha ရယ်ဟာနဘီရယ်3ကောင်ပေါ့နော်ကျွန်တော်တို့တကယ်ချင်း3ရောင်းကျွန်တော်တို့တူဆော့တာကွန်ဘိုနဲ့ကျွန်တော်တို့ဆော့တာအဲ့လိုနဲ့ကျွန်တော်တို့ဆက်တက်တယ်ပတ်ပြေးနေပေါ့နော်တူနာနေကျွန်တော်ပတ်ပြေးနေကျွန်တော်မတက်ဘူးအဲ့လိုနဲ့တူရအဖြူနဲ့ရောလာတယ်ပေါ့နော်ဒီ10မိနစ်ကြာတော့တူရအဖြူနဲ့ရောလာ
အဲ့ဒါနဲ့ကျွန်တော်တို့ဒီနောက်ထပ်ဝေးပေါ့နော်ဝေးမှာပေါ်ထက်လာတော့ဘိန်းညာဘလို့မှလုံးမရတော့အကောင်ကြတော့ခေါ်မရတော့ဒီကောင်လေးနဲ့လေသွားရင်တူတယ်အဲ့နဲ့ကျွန်တော်စောနေတော့ကြာပြီဗျဖုန်းတွေပဲပူလာပြီရောက်တိုင်းကဖုန်းကြီးတက်နေပြီဘယ်လိုလဲတဲ့အော်နေကြအဲ့ဒါမရတော့ကျွန်တော်တို့ရှုံးသွားတယ်ဗျာရှုံးသွားတယ်ဝေး54တီပဲကျွန်တော်တို့တက်ခဲ့တယ်ဗျာဒါတော့ဒါကျွန်တော်တို့ဖုန်းကလက်သွားလို့ပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်ဒီ create အုပ်ပေါ့နော် create အုပ်တွေကမနိုင်တော့လို့ create အုပ်တွေကတားကြီးညားပဲဗျာပြီးလို့ရှိရင်တော့ဟိုကလည်း short သွားတယ်ဒီ create ပြက်ချက်တွေကဟာနေမခံနိုင်ဟာနေမခံနိုင်ဘဲနဲ့ဟာတွေလည်း short သွားတယ်ဒါကျွန်တော် short တဲ့ item ကိုကျွန်တော်ပြလာတယ်အမှကြည့်ကြည့်လိုက်ပါနော်ဒါကျွန်တော် short တဲ့ item ပေါ့နော် okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုတွေကြားလို့ရှိရင်ကျွန်တော်ပြန်တွေ့ပါမယ်အားလုံးပဲကျွန်တော်ကိုဒီဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာပြောတာဆိုတာတွေအမှားသွားလို့ရှိရင်ကျွန်တော်ခွင့်လွှတ်ပေးကြပါဘာလို့လဲဆိုတော့ကျွန်တော်ဒီအခုမှဆက်လုပ်တာမဟုတ်လို့ပေါ့နော်ကျွန်တော်နားလည်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်အားလုံးတက်တာပါမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေဘိုင်ဘိုင်